ဆရာမဒီနေ့လေးမှာနော်ကိုချစ်ချင်တာလေးတွေကိုအမြန်ဆုံးပြည့်လာစေတဲ့နီးလေးနော်ဆရာမနည်းနည်းလေး share ပေးချင်တယ်တကယ်လည်းပဲနော်ဒီဆရာမရဲ့ fan လေးတွေပြည့်နေတာပေါ့နော်ဒီရက်ပိုင်းမှာတော်တော်လေးပြည့်နေတာကိုဆရာမတွေ့တယ်ပေါ့နော်အဲ့ဒါဘယ်လိုဆိုရမလဲဆိုတော့စိတ်ကတော့အရင်ဆုံးနံပါတ်1အနေနဲ့ဖြည့်ရှင်းထားရဘယ်လိုဖြည့်ရှင်းမလို့စိတ်ကြည်အောင်နော်ကိုလုပ်ပေးပါတနေ့မှာတော့ဆရာမတို့ဒီလူတွေမှာကမကြိုက်တဲ့ချက်တွေကြိုက်တဲ့ချက်တွေဆိုတာရှိတယ်เนาะအဲ့တော့မကြိုက်တဲ့အချက်အပေါ်မှာအရင်ခံစားမနေပဲနဲ့ငါအဆင်ပြေတယ်လို့ပြောပြီးရင်စိတ်ခံစားပြီးရင်ဆရာမနဲ့เนาะဒီလက်လာပါလေးကိုဒီနေ့ဖွင့်မယ်နောက်တစ်ခုကကြတော့ကိုအခုအချိန်မှာအရေးကြီးဆုံးတစ်ချက်ကိုဆွဲထုတ်ဒါငါအတွက်အခုလက်ရှိမှာအရေးကြီးတယ်အရန်ကိုဆန္ဒပြည့်ကျင်နေဆိုရင်ယုံကြည်လေးနဲ့ကျမတို့မလုပ်ပြီးဘူးလဲဆိုတော့စိုးပြီးလို့လည်းလုပ်တယ်တကယ်ပြည့်တယ်သိလားဒီမှာကျမပြထားတဲ့ comment လေးကိုကြည့်ရအောင်နော်ဆက်ပြောတဲ့အတိုင်းလုပ်တဲ့အခါမှာလေဆီယာမကတဲ့ပြောတယ်တဲ့ဖြစ်ချင်ဆုံးကိုတဲ့ဆူတောင်းလိုက်ပြောလို့တဲ့ဆူတောင်းတာတဲ့တကယ်ပြည့်ပါတယ်တဲ့ကျေးဇူးအများကြီးတင်ပါတယ်တဲ့ဟုတ်ကဲ့ပါเนาะဒီသမီးလေးအရန်ကျေးဇူးတင်ပါတယ်အဲ့တော့ तू ကဘလို့ဆူတောင်းလဲဆိုတော့ထွင်ကငါကဆိုပြီးတော့သူ့ရဲ့เนาะဒီဖြစ်ချင်ဆုံးဆူကိုဆူတောင်းတဲ့အခါမှာပြည့်တာเนาะအဲ့တော့ဆရာမကိုတွေ့ရင်ဘာလုပ်ရမလဲဆိုတော့အားလုံးလည်းသိပြီးသားပဲเนาะထွင်ကဆိုမယ်ထွင်ကဆိုတာငွေခေါ်တာเนาะဆရာကြီးမင်းတင်ခါရဲ့ခမရအတန်ငွေခေါ်တဲ့เนาะအဲ့တော့လူတိုင်းကငွေကိုเนาะဒီเนาะလွယ်ကူကူလေးနဲ့เนาะဒီရှာနိုင်ကြဖို့ဝင်လာဖို့လက်လာပါတွေဝင်လာဖို့ကိုလုပ်ငန်းတွေအဆင်ပြေဖို့အတွက်ဆရာမတို့ကတက်တက်လုံးထွင်ကကိုဆိုသွားရမှာဖြစ်တယ်အဲ့တော့ဆရာမကဒါမကွေး DK ဆိုင်ထဲမှာရောက်နေတာဆရာမဒီမှာလက်ဖက်ရည်လာတောက်တယ်ခဏเนาะဒီhigh web break မှာဆရာမလာတယ်ပေါ့နော်အဲ့တော့ဒီနေ့9ရက်နေ့မှာเนาะဒီစိတ်ကိုကြည်လင်ဆုံးထားပါဆရာမပြောတဲ့အတိုင်းနဲ့ဆိုပါဆူတောင်းပါเนาะလှုပ်ရှားရှိတာတော့အကောင်းဆုံးလုပ်ပါဘာတွေပဲဖြစ်ဖြစ်ငါအဆင်ပြေတယ်လို့တွေးပါအဆင်ပြေတယ်တွေးရင်အဆင်ပြေမှာပဲเนาะအဲ့တော့ဆရာမတို့ဘယ်လိုဆိုတော့ထွင်ကားเนาะဒီဥပမာเนาะဆရာမကเนาะဒီငွေငါဒီငွေအတွက်ခက်ခဲနေတယ်ဆိုလို့ရှိရင်ထွင်ကငါကဆိုပြီးငါစီကိုငွေတိုင်းဝင်လာပါစေငါအဲ့လိုလေးစုတာနောက်တစ်ခုကကြာကိုယ်ကိစ္စလေးအဆင်ပြေခြင်းနဲ့ဆိုရင်ထွင်ကငါကဆိုပြီးငါဒီကိစ္စလေးအမြင်ဆုံးနော်ဒီအောင်မြင်ပါစေအဲ့လိုလေးစုတာပေါ့နော်ဒါအားလုံးလည်းပဲမိရဲ့ဆန္ဒတွေကိုနော်ဒီပြီးသွားကြပါစေလို့နော်ဆရာမတင်ရတဲ့စုတောင်းပေးပါရယ် Happy beautiful day နော်